ဓဘာသာဝင်ကြီးကအရန်အောက်တန်းကြတယ်။ကြာကျမအမှန်တိုင်းပြောပြတာ။မြင်မှုတွေတွေ့ဘူးတဲ့။ဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့တွေက Hello အားလုံးပဲမင်္ဂလာပါဆေလီကဘာ channel နဲ့ကြည့်လေကြိုဆိုလိုက်ပါတော့ဒီနေ့မှာတော့တချို့ဗုဒ္ဓဘာသာတွေရဲ့စိတ်တက်ကအောက်တန်းကြတဲ့ဆိုပြီးမှပြောထားတဲ့ .elemental ရဲ့ video file လေးကိုကျွန်တော်နဲ့အတူကြည့်ရှုလိုက်ကြရအောင်။ကျမတို့တချို့ဗုဒ္ဓဘာသာဝင်ကြီးကအရန်အောက်တန်းကြတယ်။ကြာကျမအမှန်တိုင်းပြောပြတာ။မြင်မှုတွေတွေ့ဘူးတဲ့။ဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့တွေကကိုမကြိုက်ဘူးဆိုရင်သူများမကြိုက်တာကိုလည်းမလုပ်ရဘူး။အစ္စလာမ်တွေကိုတွေ့တယ်ဆိုလို့ရှိရင်ဘာပြောလဲ။ဝတ်သားတွေးပလိုက်မယ်။ဝတ်သားစားမလားမလုပ်ရဘူးလေမပြောင်းရဘူးဟုတ်လားသူရဲ့ကိုးကွယ်ယုံကြည်မှုမပြောင်းရဘူးဒါဆိုဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဟာတခုခုကိုကသူများကိုစော်ခိုင်းသူများကကိုကိုပြန်စော်ခိုင်းခံနိုင်မလားမခံနိုင်ဘူးကိုကသူများကကိုကိုပြန်စော်ခိုင်းမခံနိုင်ကိုကလည်းသူများကိုသွားမစော်ခိုင်းနဲ့သူများမကြိုက်တာကိုမပြောနဲ့အားလုံးကကိုယ့်ရဲ့ကိုယ်ပဲမှုယုံကြည်မှုဒါဆိုရင်ကျမမြန်မာပြည်ရဲ့အစ္စလာမ်တွေကိုမေးမယ်အစ္စလာမ်နိုင်ငံတနိုင်ငံနဲ့ကျမတို့မြန်မာပြည်နဲ့ fight ကြတယ်ဆိုရင်မြန်မာပြည်ကအစ္စလာမ်အတိုင်းဝိုင်းကြီးကဘယ်ဘက်ကပါမှာလဲ comment ဒီမှာဖြေပေးဘယ်ဘက်ကပါမှာလဲအစ္စလာမ်နိုင်ငံဘက်ကပါမှာလားမြန်မာပြည်ကြီးမှာနေတဲ့အတွက်ကြောင့်မြန်မာပြည်ကြီးဘက်ကပါမှာလားမြန်မာနိုင်ငံသားတွေဘက်ကပါမှာလားအစ္စလာမ်နိုင်ငံကနိုင်ငံတနိုင်ငံစမ်းမွမ်းပေါ့နော်အဲ့ဒီနိုင်ငံဘက်ကပါမှာလားမြန်မာပြည်မှာမွေးမြန်မာပြည်မှာကြီးတဲ့မြန်မာပြည်ဘွားအစ္စလာမ်တွေကမြန်မာပြည်ဘက်ကပဲပါမှာပေါ့သူတို့သုံးနှုံးနေတာသူတို့ပြောဆိုနေတာဒီမြန်မာစကားလေသူတို့မြန်မာပြည်မှာမွေးတာမြန်မာပြည်မှာကြီးတာမြန်မာနိုင်ငံသားပဲပေါ့ကျမတို့တွေကမျိုးရိုးတွေဇာတိတွေကွဲပြားလာတာဖြစ်တဲ့ကြောင့်အသားအရောင်တွေကွဲပြားတယ်ကိုယ်ွယ်ယုံကြည်မှုတွေကွဲပြားတယ်ဟုတ်လားမြန်မာပြည်ဘက်ကပဲပါမှာပေါ့ဒီမှာအစ္စလာမ်အမတွေညီမတွေဟုတ်လားမြန်မာလူမျိုးဆိုတဲ့လူမျိုးဟာမြန်မာလူမျိုးဆိုတဲ့စိတ်ဟာအသွေးနဲ့အသားထဲမှာရှိနေကြတယ်ဒါကိုသိဖို့လိုတယ်အဲ့တော့အစ္စလာမ်မလို့ဟိန္ဒူမလို့ခရစ်ယာန်မလို့မြန်မာနိုင်ငံတော်အလံကိုအလေးပြုနေကြတဲ့သူတွေမြန်မာပြည်မှာနေတယ်မြန်မာရေကိုတောက်ပြီးတော့မှမြန်မာပြည်ကစံကိုစားပြီးတော့မှမြန်မာစကားကိုပြောဆိုနေကြတဲ့သူတွေကိုးကွယ်ယုံကြည်ရာဆိုတာအဆွေအမျိုးစင်းသက်လာတာကွဲသွားလို့ဒါလင်းကိုးကွယ်ယုံကြည်မှုတွေကွဲသွားတာအားလုံးဒီမြန်မာဘာသာဝင်တွေရောအစ္စလာမ်ဘာသာရဲ့တတ်မှတ်ထားတဲ့ဟာတွေကိုမလိုက်နိုင်ရင်ဘာပြောမှလဲရှုံးချမှာမဟုတ်လားဝေဖန်မှာမဟုတ်လားကျမတို့အခုသွားပြီ hash သွားတဲ့ခါကျတော့သွားပြီအဲ့နိုင်ငံထဲဝင်ပြီဘောင်းမီဖင်ချမ်းနဲ့ဝင်မယ်ဘောင်းမီတုံနဲ့ဝင်မယ်အင်ကြီးကျိုးတစ်လုံးနဲ့ဝင်မယ်ဟဲ့လူအခွင့်ရင်ဘာဖြစ်လဲငါဝင်တော့ပြောရဲလားပြောလို့ရသလားလူအခွင့်ရင်လို့អော်လို့ရသေးသလား no ဒါကြောင့်မီဒီယာသမားတွေအဲ့ဒီကနေမီဒီယာလွှင့်ခေါင်းတွေမှာဘာဖြစ်လို့ခြုံထားရလဲသူ့နိုင်ငံကိုဝင်စီကံဥပဒေတတ်မှတ်ထားတာပြဋ္ဌာန်းထားတာအဲ့တော့စီမှာတော့ဗုဒ္ဓဘာသာတိုင်းပြီးဖျားသွားရင်တခါလေးကိုလုံကြီးလေးနဲ့သွားပါဟဲ့ဟေးဒူးပေါ်ပေါင်ပေါ်တွေမဝစ်ပါနဲ့ဟဲ့ဟေးရင်သားတွေမပေါ်တဲ့ဟာတွေမပေါ်ပါနဲ့ဟဲ့လို့ပြောရင်အစွန်းရောက်တယ်အယူသီးတယ်ခင်းနောက်ကြတယ်လူငယ်တွေကိုခွဲခြားဆက်ဆံနေအမေဖြစ်နေတာတခြားဘာသာတွေကိုမျက်စိပွင့်နားပွင့်ပြီးကြည်ကြစမ်းမှာဗုဒ္ဓဘာသာအမိခံအမျိုးသမီးအမျိုးသားတွေကိုပြောခြင်းဖြစ်တယ်